ဘူတာယုံမှာယထာဆောင်နေတဲ့လူတစ်ယောက်ဟာထူးဆန်းတဲ့အတန်ကြီးကိုရုတ်တရက်ကြားလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ယထာတစည်းဟာလျှက်စီးလက်တလို့အရှိန်မျိုးနဲ့ဘူတာကိုဖျက်မောင်းသွားခဲ့တယ်။ယထာရဲ့ break တွေအကုန်ပေါက်နေတဲ့ပုံပဲဒါကိုမြင်လိုက်တဲ့အဲ့ဒီလူဟာဘာမှစဉ်းစားမနေတော့ပဲယထာနောက်ကိုပြေးလိုက်ပါတော့တယ်။ဒါပေမဲ့နောက်ထပ်ဖြစ်လာမယ့်အရာကိုတော့ဘယ်သူမှထင်မှတ်မထားခဲ့ကြပါဘူး။သူဟာယထာရှိန်ကိုမိအောင်ပြေးနိုင်ုံတင်မကပဲစက္ကန့်ပိုင်းအတွင်းမှာပဲယထာကိုကြော်တက်ပြီးနောက်ဘူတာကိုအရင်ဦးအောင်ရောက်သွားခဲ့တယ်သူဟာယထာကိုသူ့လက်နှစ်ဖက်နဲ့တင်တားဆီးနိုင်မယ်လို့အပြည့်အဝယုံကြည်နေခဲ့တာပါယထာဟာတနအီကီလိုမီတာ250နှုန်းနဲ့ဝင်လာချိန်မှာတော့ယထာရဲ့အရှိန်ဟုန်ကပြင်းထန်လွန်းတာကြောင့်သူ့ကိုပါလွင့်စင်သွားစေခဲ့ပါတယ်အဲ့ဒီလူဟာယထာကောင်းကြီးမှာကပ်ပါသွားပြီးယထာကလည်းနောက်ဆုံးဘူတာစီကိုအရှိန်နဲ့ဥတီနေတော့မှာပဲသူဟာသူ့မှာရှိတဲ့အားအင်အားလုံးကိုတုံးပြီးယထာဘော်ကနေခွာနိုင်အောင်ကြိုးစားခဲ့ပါတယ်။နောက်ဆုံးကြိုးပမ်းမှုအနေနဲ့ရှေ့ကိုတစ်ခေါက်ထပ်ပြေးပြန်တယ်။နောက်ဆုံးဘူတာကိုရောက်တဲ့အခါပတ်ဝန်းကျင်ကိုအမြန်ဝေးကြည့်လိုက်တော့တန်မာတဲ့ရေပိုက်လုံးကြီးတစ်ခုကိုတွေ့သွားပါတယ်။သူဟာမှန်ကိုခွဲပိုက်ကိုထုတ်ပြီးယထာတန်လန်းဘေးကတိုင်းတစ်ခုကြားမှာအသေးချာချီနှောင်းလိုက်တယ်။ဒီတစ်ခါတော့သူ့ရဲ့အစွမ်းတတိကိုဘယ်သူမှမရိပ်မိစေဖို့အတွက်သူကိုယ်တိုင်တားတာမျိုးမလုပ်တော့ပါဘူး။အားလုံးအစင်သင့်ဖြစ်ပြီဆိုတာနဲ့သူဟာယထာရှိမှမတ်တက်ရက်နေလိုက်ပြန်တယ်။ယထာကြီးဟာလျှက်စီးအရှိန်နဲ့ပြေးဝင်လာပေမဲ့ဒီတစ်ခါမှာတော့ထူးထူးခြားခြားရုတ်တရက်ရက်တန့်သွားခဲ့ပါတယ်။ခိုင်ခန့်တဲ့ပိုက်လုံးကြီးကပြတ်မသွားပဲယထာကိုတော့နောက်ပြန်လန်းသွားစေခဲ့တဲ့အလုပ်ကတော့ပြီးသွားပါပြီ။အဲ့ဒီလူဟာသူ့မျက်နှာကိုဖုံးကွယ်ပြီးအသားလေးထွက်ခွာသွားခဲ့ပေမဲ့ထောက်လန်းရေးအဖွဲ့တွေကတော့သူ့ကိုစောင့်ကြည့်နေပြီဆိုတာသူမသိခဲ့ပါဘူး။ဇလန်အစမှာချက်တုံရက်ထန်လို့ခေါ်တဲ့လူဦးရေနေပါတဲ့ဂျိုတိတ်လေးတစ်ခုကိုပြသထားပါတယ်။အဲ့ဒီမှာဂျွန်ဂျန်လို့ခေါ်တဲ့သိပ္ပံပညာရှင်တစ်ယောက်ဟာလှုပ်ဝက်တက်ခွဲခန်းထဲမှာအလုပ်လုပ်နေတယ်။အဲ့ဒီအချိန်မှာပဲဂျွန်ရဲ့ဇနီးကကလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမဲ့ဒီကလေးဟာတာမန်ကလေးမဟုတ်ပါဘူး။မယုံနိုင်စရာစူပါပါဝါတွေပါလာတဲ့အန်တီမလက်နက်တစ်ခုလိုကလေးမျိုးပါ။အဲ့ဒီအချိန်မှာချက်တွန်ချိုကိုရက်ဆက်တဲ့အာနာရှင်စကောဘတ်ကအုပ်ချုပ်နေတာပါ။စကောဘာရဲ့ရက်စက်မှုကိုအဆုံးသတ်ဖို့အတွက်ဂျွန်ကဒီဆွာရှင်ကလေးကိုဖန်တီးခဲ့တာဖြစ်ပြီးတနေ့မှသူတို့ဂျိုကိုကယ်တင်နိုင်လိမ့်မယ်လို့မျှော်လင့်ထားတာပါဒါပေမဲ့စကောဘာကဒီစမ်းသပ်မှုကိုတည်သွားပြီးတက်ခွဲခန်းစီကိုချီတက်လာပါတယ်စကောဘာမရောက်ခင်မှာပဲဂျွန်ဟာကလေးကိုအာကာသရင်ငယ်လေးထဲထည့်ပြီးကဘာမြေစီကိုလွှတ်တင်လိုက်ပါတယ်ကလေးကြီးပြင်းလာတဲ့အခါချက်တွန်ဂျိုကိုပြန်လာပြီးစကောဘာကိုနှိမ်နှင်းလိမ့်မယ်လို့သူယုံကြည်နေတာပါစကောဘာတက်ခွဲခန်းကိုရောက်လာတဲ့အခါဘာမှမတွေ့ရတော့ပါဘူးသူကဂျွန်ကိုကလေးကြောင်စစ်မေးပေမဲ့ဂျွန်ကဘာမှမပြောပါဘူးအဲ့ဒီအချိန်မှာစကောဘာရဲ့သမီးအကာတာကကလေးကိုရှာဖွေဖို့ကူညီနိုင်ကြောင်းပြောလာတယ်ဒါပေမဲ့စကောဘာကသမီးဖြစ်သူကိုအယုံကြည်မရှိဘဲလစ်လူရှူထားခဲ့တယ်အကာတာဟာသူမကိုသူမတက်တည်ပြဖို့အတွက်ဂျွန်ရဲ့စိတ်ကိုဖက်ကြည့်ပြီးကလေးရှိတဲ့နေရာကိုရှာဖွေခဲ့ပါတယ်စကောဘာကကလေးကိုအရယူချင်နေတာကြောင့်ကလေးကိုရှာနိုင်ရင်အကာတာကိုသူ့ရဲ့အရာကိုစက်ခံမဲ့သူဖြစ်တတ်မှတ်မယ်လို့ကတိပေးလိုက်ပါတယ်အာကာသယာဉ်နှစ်စီးလုံးဟာအမေရိကကိုဆင်းသက်ရမှာဖြစ်ပေမဲ့ဂျိုဒူတစ်ခုနဲ့တိုက်မိပြီးလမ်းကြောင်းလွဲသွားခဲ့ပါတယ်။အာကာသရဲ့ယာဉ်ကအမေရိကကိုရောက်သွားပေမဲ့ကလေးရဲ့ယာဉ်ကတော့စပိန်နိုင်ငံကငင်းချမ်းတဲ့ရွာလေးတစ်ရွာကိုကြားရောက်သွားပါတယ်။အဲ့ဒီနေရာမှာနေထိုင်တဲ့ကလေးမရှိတဲ့ဇနီးမောင်နှံမာရီယာနဲ့ဟော်လိုပတ်ဂျွန်လော့တို့ကဒီယာဉ်ပြတ်ကျတာကိုမြင်လိုက်ရပြီးကလေးကိုမွေးစားကဟွာနီတိုကျွမ်းတယ်လို့အမည်ပေးခဲ့ပါတယ်။ဟွာနီတိုဟာငယ်စဉ်ကတည်းကထူးခြားပါတယ်သူဟာမွေးကလေးကနှက်ခမ်းမွေးအထူကြီးနဲ့မွေးလာတာပါရိပ်ပစ်ဖို့စူးစမ်းပေမဲ့လည်းချက်ချင်းဆိုသလိုပြန်ပေါက်လာတတ်ပါတယ်သူကြီးပြင်းလာတဲ့အခါမှာတော့သူ့ရဲ့စွမ်းအားတွေကအရန်ကြီးမားလာတာကိုလိုပတ်မီတာစုကသတိထားမိလာတယ်ကြောင်းတက်တဲ့အခါမှာလည်းသူ့ရဲ့စူပါပါဝါတွေနဲ့နှက်ခမ်းမွေးကြီးကြောင့်သူဟာတခြားသူတွေနဲ့ကွဲပြားနေပြီးဘသူကမှသူနဲ့တငယ်ချင်းမလုပ်ချင်ကြပါဘူးအားလုံးကသူ့ကိုရှောင်ဖယ်နေကြပါတော့တယ်ဟွာနီတိုရဲ့မွေးနေ့မှာသူ့အတန်းဖော်အားလုံးကိုပါတီဖိတ်ခဲ့ပေမဲ့ဘသူမှရောက်မလာခဲ့ပါဘူးဒါဟာသူ့ရဲ့နှလုံးသားကိုအကြီးအကျယ်နာကျင်စေခဲ့ပါတယ်အဲ့ဒီခါမှာတော့ဟွန်နဲ့မာရီယာတို့ကတားအနေနဲ့လူသားမန်လို့နေချင်တဲ့တငယ်ချင်းတွေရှိချင်တဲ့ဆိုရင်တားရဲ့စွမ်းအားတွေကိုမတုံးပဲနေရမယ်လို့ရှင်းပြခဲ့ကြတယ်မိဘတွေရဲ့စကားကိုနားထောင်ပြီးဟွာနီတိုဟာသူ့ရဲ့အစွမ်းတွေကိုဖုံးကွယ်ပြီးလူသားမန်တယောက်လိုပဲကြီးပြင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အခုဆိုရင်အချိန်တွေဟာ30နှစ်တောင်ကြာသွားခဲ့ပါပြီအသက်30အရွယ်ဟွာနီတိုဟာရုံးဝန်ထမ်းတယောက်ဖြစ်အလုပ်လုပ်နေပါတယ်တစ်မျိုးလုံးမှာသူ့မှာရှိတဲ့တူလေးသောတငယ်ချင်းကတော့သူ့ရဲ့အထက်လူကြီးဟီမီပါပဲတနေ့မှာတော့ဟီမီကသူ့သဘောကျနေတဲ့မိန်းကလေးတယောက်အလုပ်အင်တာဗျူးလာမယ်လို့ဟွာနီတိုကိုပြောပြပါတယ်အဲ့ဒီမိန်းကလေးကတော့တခြားသူမဟုတ်ပဲဟွာနီတိုရဲ့ကောလိပ်လက်ထက်က crush ဖြစ်ခဲ့တဲ့လူဝီဇာဝက်ဆက်ဖြစ်နေတာပါလူဝီဇာကလည်းဟွာနီတိုကိုမှတ်မိနေခဲ့ပါတယ်အင်တာဗျူးပြီးတဲ့နောက်ဟီမီကသူမကိုအလုပ်ခန့်လိုက်ပြီးအောက်ဘွဲခံပါတီတစ်ခုလုပ်ပေးခဲ့တဲ့ပါတီမှာဟီမီကလူဝီဇာကိုအထင်ကြီးအောင်အမျိုးမျိုးစူးစမ်းပေမဲ့လူဝီဇာကတော့စိတ်နှောက်ယှက်ဖြစ်ပြီးအကြောင်းပြချက်တစ်ခုပေးကပါတီကနေထွက်လာခဲ့ပါတယ်ဟွာနီတိုကသူမနောက်ကိုလိုက်သွားခဲ့ပြီးမြေအောက်ယထာဘူတာမှာသူတို့နှစ်ယောက်ဆုံခဲ့ကြတယ်လူဝီဇာကသူ့ကိုညစာတူစားဖို့ဖိတ်ခေါ်ခဲ့တာကြောင့်နှစ်ယောက်တည်းအချိန်နဲ့ငယ်ဖြတ်တန်းခဲ့ကြပါတယ်သူတို့ညစာစားနေတော့မှလူမိုက်တစုရောက်လာပြီးဟွာနီတိုကိုရန်စပါတော့တယ်သူတို့ကနီးလက်မကျတဲ့နီးနဲ့ဟွာနီတိုကိုမြေကြီးပေါ်လဲကျအောင်လုပ်ခဲ့ကြတယ်ဟွာနီတိုဟာအရန်ဒေါသထွက်သွားပေမဲ့သူ့ကိုသူထိန်းချုပ်ပြီးစွမ်းအားတွေကိုမတုံးပဲအသာတကြီးပဲထွက်လာခဲ့ပါတယ်နောက်တစ်နေ့ဘူတာယုံမှာယထာဆောင်နေတော့မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြန်တဲ့မြေအောက်ယထာတစီက break ပေါက်သွားတာပါဟွာနီတိုဟာဘာမှစဉ်းစားမနေတော့ပဲသူ့ရဲ့စူပါအရှိန်နှုန်းကိုတုံးပြီးယထာရှိကိုပြေးထွက်ကတားဆီးဖို့ကြိုးစားခဲ့
ပါတယ်။သူဟာမိသက်ပိုက်ကိုတန်တိုင်းတစ်ခုမှပတ်လိုက်ပြီးတန်မာတဲ့ရုံးကန်အားရှိတဲ့အတားအဆီးတစ်ခုကိုဖန်တီးလိုက်တဲ့ယထာဟာနေရန်ကိုမတိုက်မိတော့ပဲအဲ့ဒီပိုက်နဲ့ညှိပြီးရပ်တန့်သွားခဲ့ပါတယ်။ဟွာနီတိုဟာလူပေါင်းများစွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပေမဲ့လုံခြုံရေးကင်မရာတွေကိုသတိထားမိသွားတယ်။ဒါကြောင့်သူ့မျက်နှာကိုမသိအောင်အုတ်ထုတ်ကိုအမြန်ဆောင်ပြီးဘယ်သူမှမမှတ်မိခင်မှာပဲထွက်ပြေးခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့ American Electronic Company တစ်ခုကိုပြသထားပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကမ္ဘာမြေကိုရောက်လာတဲ့အကာတာဟာအခုဆိုရင်ဒီကုမ္ပဏီရဲ့ပိုင်ရှင်ဖြစ်နေပါပြီ။30နှစ်ကြာသွားပေမဲ့သူမဟာပျောက်ဆုံးသွားတဲ့စွမ်းရှင်ကလေးကိုရှာနေတော့မှာပဲ။စပိန်ကမြေအောက်ယထာကင်မရာတွေဟာသူမကုမ္ပဏီပိုင်တွေဖြစ်ပြီးအဲ့ဒီစွမ်းအားရှင်ကိုခြေရာခံဖို့အတွက်စနစ်အားလုံးကိုခိုးယူဝင်ရောက်ထားတာပါသူမရဲ့စက်ရုပ်တွေကယထာကိုတားဆီးလိုက်တဲ့ထူးဆန်းတဲ့အရှိန်နှုန်းကြောင့်သတင်းပို့တဲ့အခါအကာတာကအဲ့ဒီမှတ်တမ်းတွေကိုစစ်ဆေးခဲ့ပါတယ်ဒါပေမဲ့ဟွာနီတိုရဲ့မျက်နှာကိုတေချာမမြင်ရတာကြောင့်သူမအရန်ဒေါသထွက်သွားတယ်သူမဟာဒါဟာတာမန်လူမဟုတ်ပဲအန်တီမလက်နက်ပဲလို့စက်ရုပ်တွေကိုသတိပေးပြီးသူ့ကိုမဖြစ်မနေရှာဖို့အမိန့်ပေးလိုက်ပါတယ်နောက်တနေ့မှာတော့အကာတာဟာယထာကိုတားဆီးခဲ့တဲ့လှုပ်ဝက်တဲ့ဖို့လူသားကိုတွေ့ဖို့စပိန်ကိုလာနေပြီဆိုတဲ့သတင်းကိုဟွာနီတို TV မှာမြင်လိုက်ရတယ်ဒါကိုကြားတော့ဟွာနီတိုဟာပြာရခတ်သွားပါတယ်သူကတော့သူ့ရဲ့စွမ်းအားတွေကိုလှုပ်ဝက်ထားချင်တာကြောင့်အကာတာနဲ့မတွေ့ချင်ပါဘူးအကာတာကစပိန်ကိုမထွက်ခွာခင်သူမရဲ့ဖခင်စကောဘာကိုဆက်သွယ်ပြီးကလေးကိုမကြခင်ဖမ်းမိတော့မယ်လို့ကတိပေးခဲ့တယ်နောက်ပိုင်းမှာဟွာနီတိုဟာလူဝီဇာနဲ့တွေ့ဖို့ဘတ်စကားစီးနေတော့အကာတာရဲ့အတန်ကိုသူ့ကောင်းထဲမှာရုတ်တရက်ကြားလိုက်ရပြီးအကြီးကျယ်နာကျင်မှုကိုခံစားလိုက်ရပါတယ်အကာတာဟာသူမရဲ့စိတ်ဆွမ်းအားကိုသုံးပြီးဟွာနီတိုရဲ့စိတ်ထဲကိုဝင်ရောက်စကားပြောကသူမရဲ့ရုံးခန်းကိုလာခဲ့ဖို့ခေါ်လိုက်တာပါခေါင်းထဲကအတန်ကိုမလွန်ဆန်နိုင်တော့တဲ့အဆုံးဟွာနီတိုဟာသူမစီကိုတွားတွေ့ခဲ့ပါတယ်အဲ့ဒီမှာအကာတာကဟွာနီတိုရဲ့အတိတ်ကအမှန်တရားတွေကိုပြောပြလိုက်တယ်သူဟာကဘာမြေမှာမွေးဖွားတာမဟုတ်ပဲချက်တွန်ဂျိုကလာတာဖြစ်ကြောင်းနဲ့သူ့ကိုပြန်ခေါ်သွားဖို့လာတာဖြစ်ကြောင်းပြောပြခဲ့တယ်ဒါပေမဲ့ဟွာနီတိုကသူမစကားကိုမယုံကြည်သလိုလူဝီဇာကိုချစ်နေတာကြောင့်သူမနဲ့အတူလိုက်မသွားနိုင်ဘူးလို့ညင်းဆိုခဲ့ပါတယ်။ဟွာနီတိုဟာအကာတာရဲ့ရုံးခန်းကနေထွက်ပြေးပြီးလူဝီဇာစီကိုသွားခဲ့ပေမဲ့အကာတာရဲ့စက်ရုပ်တွေကသူ့ကိုတားဆီးဖို့ကြိုးစားခဲ့ကြတယ်။သူဟာအခက်ခဲကြကထွက်ပြေးလွတ်မြောက်လာပြီးလူဝီဇာရဲ့အိမ်စီကိုတန်းတန်းမတ်မတ်သွားခဲ့ပါတယ်။မကြာခင်မှာပဲအကာတာဟာဟွာနီတိုရဲ့အကြည့်အိတ်ထဲကနေလူဝီဇာရဲ့လိပ်စာကပ်ကိုတွေ့သွားခဲ့တယ်။လူဝီဇာဟာဟွာနီတိုရဲ့အားနည်းချက်ဆိုတာသိသွားတဲ့အခါသားဟာသူမကိုအသုံးချဖို့ကြံစီပါတော့တယ်လူဝီဇာနဲ့တပုံစံတည်းတူတဲ့စက်ရုပ်တရုပ်ဖန်တီးဖို့အတွက်လူဝီဇာရဲ့နာလိုအပ်နေတာကြောင့်ဤပညာမြင့်ဖုံဆုပ်ဆက်ကိုသုံးပြီးနာရယူဖို့ကြိုးစားခဲ့တယ်အဲ့ဒီဖုံဆုပ်ဆက်ကနာအစီရင်ခံစာကိုပို့ဖို့ကြိုးစားနေတော့မှဟီမီကတတိထားမိသွားပါတော့တယ်ရုံးတက်ရှိဝန်ထမ်း2ယောက်ရဲ့အကူအညီနဲ့ဟီမီဟာအဲ့ဒီဆက်ကိုဖျက်ဆီးလိုက်နိုင်ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီလူဝီဇာရဲ့နမူနာဟာအကာတာလက်ထဲကိုရောက်သွားခဲ့ပြီလေနောက်တော့ဟွာနီတိုဟာလူဝီဇာအိမ်ကိုသွားတဲ့အခါသူမဟာမူးနေတာကိုတွေ့ရတယ်သူရောက်တာနောက်ကျတဲ့အတွက်လူဝီဇာကစိတ်ဆိုးနေပေမဲ့သူ့ကိုမြင်လိုက်ရတာနဲ့စိတ်ပြောင်းလဲဖြစ်ပြီးရိုမတ်တဆန်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဟီမီရောက်လာခဲ့တယ်သူကလူဝီဇာကိုအခုခံရတဲ့အကြောင်းသတိပေးဖို့လာတာပါဒါပေမဲ့ဟွာနီတိုနဲ့လူဝီဇာတို့နန်းနေတာကိုမြင်လိုက်ရတဲ့အခါဟီမီဟာအကြီးကျယ်စိတ်ထိခိုက်သွားရတယ်။ဘာဖြစ်လို့လဲဆိုတော့သူကလူဝီဇာကိုတိတ်တကိုးချစ်နေပြီးလက်ထပ်ဖို့အထိရည်ရွယ်ထားလို့ပါ။အဲ့ဒီအချိန်မှာပဲအကာတာရုတ်တရက်ရောက်ရှိလာပါတယ်။အကာတာဟာဟီမီရဲ့စိတ်ကိုဖက်ကြည့်ပြီးသူလူဝီဇာကိုဘယ်လောက်ချစ်တယ်ဆိုတာသိသွားတယ်။သူမကလူဝီဇာနဲ့အတူရှိချင်ရင်ငါခိုင်းတာတစ်ခုလုပ်ပေးရမယ်လို့ဟီမီကိုညှို့ဆွဲပါတော့တယ်။နောက်တနေ့မှာတော့ဟွာနီတိုဟာသူ့ရဲ့မွေးဖွားရာစင်မြစ်အကြောင်းမိဘတွေကိုမေးဖို့ရွာကိုပြန်လာခဲ့တယ်။အဲ့ဒီမှာဟွာနဲ့မာရီယာတို့ကသူ့ကိုကိုတောင်နဲ့ခေါ်သွားပြီးသူတို့စီရောက်လာတော့ကပါလာတဲ့အာကာသယာဉ်ကိုပြလိုက်ပါတယ်။ဟွာနီတိုကအဲ့ဒီယာဉ်ကိုထိလိုက်တာနဲ့ဟိုလိုဂရမ်ပုံလေးတစ်ခုပေါ်လာပါတယ်။သူ့ရဲ့ဖခင်ရင်ဖြစ်သူဂျွန်ကချက်တွန်ဂျိုရဲ့အခြေအနေတွေဟာမရှုမလဖြစ်နေပြီဖြစ်လို့သူ့ကိုကဘာမြေစီလွတ်လိုက်ရတဲ့အကြောင်းရှင်းပြပါတယ်သား။မင်းဟာငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲ။အစင်သစ်ဖြစ်ပြီဆိုရင်ဒီယာဉ်ကိုသုံးပြီးပြန်လာခဲ့ပါလို့ပြောပြီးဟွာနီတိုမှာပြန်တန်းနိုင်တဲ့စွမ်းအားရှိကြောင်းကိုလည်းပြောပြခဲ့တယ်။အဲ့ဒီချိန်မှာပဲမာရီယာဟာအာကာသယာဉ်ထဲကခိုင်ခန့်တဲ့အစအနတစ်ခုကိုတွေ့သွားပြီးဟွာနီတိုအတွက်စူပါဟီးရိုးဝတ်စုံတစ်ထည်ချုပ်ပေးလိုက်ပါတယ်အမှန်တရားကိုသိလိုက်ရတဲ့အခါဟွာနီတိုဟာစိတ်လှုပ်ရှားတုန်လှုပ်သွားခဲ့တယ်သူမိဘတွေကပြန်တန်းနိုင်တဲ့စွမ်းအားကိုစမ်းသပ်ကြည့်ဖို့အဆောက်အဦပေါ်ကနေခုန်ချခိုင်းပေမဲ့သူဘလို့မှပြန်တန်းလို့မရတဲ့အတွက်စိတ်ပြတ်သွားရတယ်အဲ့ဒီအချိန်မှာရွာကကလေးတချို့ရောက်လာပြီးသူ့ရဲ့ဝတ်စုံကိုဝိုင်းလောင်ကြပါတယ်။ဒါကိုဟွာနီတိုကဒေါသထွက်ပြီးကလေးတယောက်ကသူ့ကိုလက်ခလဲထောင်ပြတဲ့အခါသူကလည်းပြန်ထောင်ပြလိုက်တယ်။အဲ့ဒီလိုလက်ချောင်းကိုတုံးလိုက်တဲ့အချိန်မှာပဲသူဟာလေထဲကိုရုတ်တရက်မြောက်တက်သွားပါတော့တယ်။ဒါဟာသူ့ရဲ့ပြန်တန်းနိုင်တဲ့စွမ်းအားအလုတ်လုတ်ပုံဆိုတာသူသိသွားပါပြီ။ဟွာနီတိုဟာလက်ချောင်းတွေကိုတုံးပြီးကောင်းကင်မှာစတင်ပြန်တန်းပါတော့တယ်။ပထမတော့ဟိုတိုက်ဒီတိုက်ဖြစ်နေပေမဲ့နောက်ဆုံးမှာတော့ပြန်တန်းတဲ့အတက်ကိုသူထိန်းချုပ်နိုင်သွားပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့လိုအပ်တဲ့အချိန်မှသာဟီးရိုးဝတ်စုံကိုထုတ်ပြဖို့ဝတ်စုံပေါ်ကနေရိုးရိုးအကြည့်တွေကိုထုတ်ဝတ်ထားလိုက်ပါတယ်။ဒီအတော်အတွင်းမှာအကာတာဟာလူဝီဇာနဲ့တပုံစံတည်းတူတဲ့စက်ရုပ်ကိုဟွာနီတိုရဲ့အိမ်ကိုလွှတ်လိုက်ပါတယ်။ဟွာနီတိုကတကယ်လူဝီဇာအစ်စ်လို့ထင်ပြီးသူ့ခန်းထဲခေါ်သွားခဲ့တယ်။စက်ရုပ်ကတဆင့်အကာတာကဟွာနီတိုကိုကဘာမြေကနေထွက်သွားဖို့တိမ်သွင်းနေတော့မှဟ
ဟွာနီတိုကမင်းညကနန်းခဲ့တဲ့အကြောင်းပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ဟီမီဟာဒေါသချောင်းချောင်းထွက်ပြီးမိုက်ခရိုဖုန်းကိုဆွဲကင်ကဟွာနီတိုကိုတစ္ဆာဖောက်လို့ဆွဆွဲပါတော့တယ်ဒါကိုကြားရတဲ့အခါဟွာနီတိုကစိတ်မကောင်းဖြစ်ပြီးဟီမီဟာငါရဲ့တူးလေးသောတငယ်ချင်းအစ်စ်ပါလို့ပြောလိုက်တဲ့အတွက်ဟီမီဟာစိတ်ပြောင်းသွားပြီးအကာတာကိုကူညီတာကိုရက်လိုက်ပါတယ်ဒါကိုဒေါသထွက်သွားတဲ့အကာတာကဟွာနီတိုကိုတတ်ဖို့စက်ရုပ်ကိုအမိတ်ပေးလိုက်တယ်ဟွာနီတိုဟာခဏတာအံ့ဩသွားပေမဲ့ဒါဟာလူဝီဇာမဟုတ်ပဲစက်ရုပ်ဖြစ်နေတာကိုရိပ်မိသွားပြီးစက်ရုပ်ရဲ့ခေါင်းကိုတစ်ချက်ထဲနဲ့ရိုက်ခွဲကာဖျက်ဆီးလိုက်ပါတယ်အခွင့်အရေးရတော့မှပဲဟီမီဟာဟွာနီတိုကိုဖုံးဆက်ပြီးအကာတာရဲ့အစီအစဉ်အားလုံးကိုဖွင့်ပြောလိုက်တယ်ဒါကိုကြားရတဲ့ဟွာနီတိုဟာလူဝီဇာကိုကယ်ဖို့အပြေးလွှားသွားခဲ့ပေမဲ့အကာတာကဟီမီရဲ့စိတ်ကိုဖက်ပြီးတစ္ဆာဖောက်တာကိုတီးသွားခဲ့ပါပြီဟွာနီတိုဟာလူဝီဇာစီရောက်သွားပြီးအကာတာအကြောင်းအမှန်တရားတွေပြောပြပေမဲ့လူဝီဇာကတော့သူ့လမ်းခွဲခြင်းလို့စင်ကြေပေးနေတာလို့ပဲထင်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲဝတ်စုံတွေဝတ်ထားတဲ့လူတစုရောက်လာပြီးရုံရင်းဆန်ခတ်တွေဖြစ်ကုန်ပါတယ်လူတွေကဒါကိုပြဿတစ်ခုလို့ထင်ပြီးဝိုင်းဝန်းတိုက်ခိုက်နေကြတော့မှပဲအကာတာကလူဝီဇာကိုပြန်ပေးဆွဲသွားပါတယ်အကာတာဟာစိတ်ချင်းဆက်သွယ်တဲ့စွမ်းအားနဲ့ဟွာနီတိုကိုတတိပေးလိုက်တယ်လူဝီဇာကိုအသက်ရှင်လျက်တွေ့ချင်ရင်သူမရဲ့အိမ်ကိုလာခဲ့ဖို့ပါဟွာနီတိုရောက်သွားတဲ့အခါမှာတော့လူဝီဇာနဲ့ဟီမီတို့အချီခံထားရတာကိုတွေ့လိုက်ရတယ်ဒါဟာသူ့ကိုဖမ်းဖို့ထောင်ထားတဲ့ထောင်ချောက်တစ်ခုပါဟွာနီတိုဟာချိန်လုံးမြင့်အတန်လိုင်း high frequency sound တွေကိုမခံနိုင်ဘူးဆိုတာအကာတာကသိထားပါတယ်သူတို့နှစ်ယောက်ကိုကယ်ဖို့ကြိုးစားလိုက်တာနဲ့အခန်းထဲကစပီကာကြီးတွေကနေအတန်တွေထွက်လာပါတော့တယ်အဲ့ဒီအတန်တွေကြောင့်ဟွာနီတိုရဲ့စွမ်းအားတွေအားနည်းသွားပြီးသတိလစ်သွားခဲ့တယ်အကာတာဟာဟွာနီတိုကိုဖမ်းဆီးပြီးသူမရဲ့ဖခင်ကိုအကြောင်းကြားလိုက်ပါတော့တယ်မျှော်လင့်ချက်တွေကုန်ဆုံးတော့မဲ့အချိန်မှာပဲဟီမီဟာအကြံတစ်ခုရသွားပါတော့တယ်ဟီမီဟာဟွာနီတိုကိုအမျိုးမျိုးလှောင်ပြောင်ဆဲဆိုပြီးဒေါသထွက်အောင်စတင်ဆော့ပါတော့တယ်ဒီဒေါသကပဲအိပ်ပျော်နေတဲ့ဟွာနီတိုရဲ့စွမ်းအားတွေကိုနိုးထလာစေခဲ့တဲ့ဟွာနီတိုဟာသူ့မျက်လုံးကလေဆာတန်းတွေကိုတုံးပြီးနေရန်ကိုဖောက်ထွင်းကလူဝီဇာနဲ့ဟီမီတို့ကိုကယ်ထုတ်ပြီးသူ့ရွာကိုဘေးကင်းကင်းနဲ့ပြန်ခေါ်လာနိုင်ခဲ့ပါတယ်အခြားတစ်ဖက်မှာတော့စကောဘာဟာကဘာမြေကိုရောက်လာပြီးတမိဖြစ်သူအကာတာရဲ့ကြာရှုံးမှုကိုမြင်တဲ့အခါလူပုံအလဲမှာအဆက်ခွဲပါတော့တယ်ဒါကိုအကြီးကျယ်ဒေါသထွက်သွားတဲ့အကာတာဟာဖခင်ဖြစ်သူရဲ့အောက်ဆီဂျင်ပိုက်ကိုဖျက်တောက်ပြီးတက်ပစ်လိုက်ကသူမကိုသူမအုပ်ချုပ်သူအသစ်ဖြစ်ကြီးညာလိုက်ပါတယ်ရွာကိုပြန်ရောက်တဲ့အခါဟွာနီတိုဟာစူပါဟီးရိုးအလုပ်ကိုဆက်မလုပ်ချင်တော့ပါဘူးသူဟာအကာတာသူ့နောက်ကိုဆက်လိုက်မလာစေဖို့အတွက်သူ့ရဲ့ဟီးရိုးဝစ်စုံကိုမိရှုဖြက်စီးပြီးစွမ်းအားတွေကိုမတုံးတော့ဘဲနေဖို့အထိကြံစီခဲ့ပါတယ်ဒါပေမဲ့ဝစ်စုံကအလွန်ခိုင်ခန့်တဲ့အစအနနဲ့လှုပ်ထားတာမို့မိရှုလို့မရခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအကာတာရဲ့အာကာသယင်ကြီးဟာရွာနာကိုဆင်းသက်လာပါတယ်ဟွာနီတိုကသူဟာအလိုက်ခံရတာကိုညှင်းငွေ့နေပြီဖြစ်လို့ကဘာမြေကနေထွက်မသွားနိုင်ကြောင်းညှင်းဆိုလိုက်တယ်အကာတာကတော့အေးဆက်ဆက်နဲ့ပဲနင်းလိုက်မလာရင်တီချိုတစ်ခုလုံးကိုဖျက်ဆီးပစ်မယ်လို့ချင်းချောက်ပါတော့တယ်သူမဟာခလုတ်တစ်ခုကိုနှိပ်လိုက်တဲ့အခါအာကာသယင်ကြီးဟာလူသားစားစက်ရုပ်ကြီးတစ်ရုပ်ဖြစ်ပြောင်းလဲသွားပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲအဲ့ဒီစက်ရုပ်ကြီးဟာဟွာနီတိုရဲ့အဖေကိုလေဆုပ်ဆက်နဲ့ဆုပ်ယူသွားပါတယ်ဟွာနီတိုဟာအဖေကိုကယ်ဖို့အသေးအတန်ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူး။နာကျင်မှုနဲ့ဒေါသတွေပြင်းထန်နေတဲ့ဟွာနီတိုဟာစက်ရုပ်ကြီးကိုအပြင်းထန်တိုက်ခိုက်ပေမဲ့ဘာမှမထူးခြားခဲ့ပါဘူး။အကာတာဟာသူမရဲ့ကြီးမားတဲ့ခွန်အားနဲ့ဟွာနီတိုကိုဝေးဝေးလွင့်သွားအောင်ရိုက်ထုတ်လိုက်ပြီးမာရီယာဟီမီနဲ့လူဝီဇာတို့စီဦးတည်လာပါတယ်သူတို့ဟာကြောက်လန့်တကြားနဲ့အသက်လူထွက်ပြေးကြရပါတော့တယ်။အဲ့ဒီအချိန်မှာဟွာနီတိုကပိုက်ကွန်အကြီးကြီးတစ်ခုနဲ့စက်ရုပ်ကိုပစ်ဖမ်းဖို့ကြိုးစားပေမဲ့လွဲသွားပြီးမာရီယာအပေါ်ကျသွားခဲ့တယ်။ဒါကိုအခွင့်ကောင်းယူပြီးအကာတာကလေဆုပ်ဆက်ကိုထပ်သုံးကမာရီယာကိုပါစက်ရုပ်ထဲဆွဲသွင်းသွားပြန်ပါတယ်အဲ့ဒီအချိန်မှာလူဝီဇာကအကြံတစ်ခုရသွားပါတယ်သူမကဟီမီကိုအကာတာရဲ့အာယုံလွဲအောင်လုပ်ခိုင်းလိုက်တယ်ဟီမီကစူးစမ်းကြည့်ပေမဲ့သူပါစက်ရုပ်ထဲကိုအဆုတ်ခံလိုက်ရပါတယ်နောက်ဆုံးမှာလူဝီဇာဟာဟွာနီတိုကိုကြည့်ပြီးသူတို့ပထမဆုံးဒိတ်လုတ်တုန်းကအဖြစ်အပျက်ကိုသတိပေးလိုက်တယ်ဟိုလူမိုက်တွေဟွာနီတိုကိုလဲကျအောင်လုပ်ခဲ့တဲ့လှက်ကွက်လေးပါဟွာနီတိုကအကြံကိုချက်ချင်းသဘောပေါက်သွားတယ်လူဝီဇာကသူမရဲ့ကားကိုရေကူးကန်နားမှာအမြန်ရက်ပြီးထွက်သွားလိုက်ပါတယ်ဟွာနီတိုကစက်ရုပ်ကြီးကိုရေကူးကန်ဘက်ရောက်သွားအောင်အပြင်းနဲ့လက်သီးနဲ့ထိုးချလိုက်တယ်စက်ရုပ်ရဲ့ခြေထောက်ကကားနဲ့တိုက်မိပြီးဟန်ချက်ပြက်ကရေထဲကိုပြုတ်ကျသွားပါတော့တယ်ရေနဲ့ထိတွေ့လိုက်တာနဲ့စက်ရုပ်ကြီးဟာလျှက်စစ်ရှော့ဖြစ်ပြီးပောက်ကွဲသွားပါတယ်နောက်ဆုံးမှာတော့ဟွာနီတိုဟာအကာတာကိုအနိုင်ယူနိုင်ခဲ့ပါပြီပျက်စီးသွားတဲ့စက်ရုပ်ထဲကနေဟွာနီတိုရဲ့မိဘနှစ်ပါးနဲ့ဟီမီတို့ဟာဘေးကင်းကင်းနဲ့ပြန်ထွက်လာနိုင်ခဲ့ပါတယ်ဒီလိုနဲ့ဟွာနီတိုဟာသူ့မိသားစုကိုတေမင်းလက်ကနေကယ်တင်နိုင်ခဲ့ပါတယ်စက်သိမ်းမှာတော့ဟွာနီတိုဟာကဘာမြေကိုပဲသူ့အိမ်ဖြစ်ရွေးချယ်လိုက်ပြီးအကာတာကိုတော့ဟီးရိုးတူတယောက်နဲ့အတူသူမတို့ဂျိုကိုပြန်လွတ်လိုက်ပါတယ်ချက်တွန်ဂျိုသားတွေကတော့သူ့ကိုကယ်တင်ရှင်အဖြစ်ဂုဏ်ပြုကြပါတယ်ကဘာမြေမှာတော့ဟွာနီတိုဟာလူဝီဇာနဲ့လက်ထပ်လိုက်ပြီးစူပါလိုပတ်စူပါလော့ပစ်ဆိုတဲ့အမည်နဲ့ထာဝရသူရဲ့ကောင်းကြီးဖြစ်သွားပါတော့တယ်